အားလုံးပဲမင်္ဂလာပါခင်ဗျာ2026 24ချိန်တွင်ကျွန်တော်အမြဲသုံးနေတယ်အပီးဒါမှမဟုတ်နှလုံးအပါလေးကိုဗီဒီယိုကလေးရိုက်ပြီးတော့တင်ပြပေးလိုက်ပါတယ်ခင်ဗျာခွန်ကိုထွက်ခဲ့တဲ့ဟာမှာတော့ခွန်ရှစ်936အပီးထွက်သွားပါတယ်ခုနှစ်မှာတော့ရင်3.15ခွန်ရှစ်9အပီးထွက်သွားပြီးတော့3ခွန်ခွန်မှာ3.3ခွန်ရှစ်9 3.အပီးထွက်ရှိသွားပါတယ်ရှစ်9လေးမှာတော့3.46ခွန်ရှစ်9အပီးထွက်ပြီးတော့963မှာ3.456ခွန်ရှစ်အပီးထွက်ရှိသွားပါတယ်68ခွန်မှာတော့3.1 6ခွန်ရှစ်9 3.အပီးထွက်ရှိသွားပြီးတော့22ခွန်မှာ1234ခွန်အပီးထွက်ရှိသွားပါတယ်3456ခွန်8အပီးနဲ့338ထွက်ပြီးတော့339မှာတော့3.3ခွန်8ကိုအပီးကိုထွက်ရှိသွားပါတယ်35မှာတော့23458အပီးထွက်ရှိသွားပြီးတော့39မှာ3.1နဲ့389အပီးထွက်ရှိသွားပါတယ်246မှာ12356အပီးနဲ့324မှာ3.1နဲ့349အပီးထွက်ရှိသွားပါတယ်85မှာတော့2456ခွန်8အပီးထွက်ရှိသွားပြီးတော့865မှာ456ခွန်8အပီးထွက်ရှိသွားပါတယ်356မှာတော့3456ခွန်အပီးထွက်ရှိသွားပြီးတော့646မှာ46ခွန်8လေးလုံးနဲ့အပီးထွက်ရှိသွားပါတယ်9ခွန်8မှာတော့356ခွန်8ကိုထွက်ရှိသွားပြီးတော့696မှာတော့356ခွန်8ကိုအပီးထွက်ရှိသွားပါတယ်ခင်ဗျာ898မှာတော့3.3ခွန်8 9 3ကဏ္ဍ6လုံးအပီးနဲ့ထွက်ရှိသွားပြီးတော့145မှာ12356အပီးထွက်ရှိသွားပါတယ်25မှာတော့3.2345ကဏ္ဍ5လုံးနဲ့အပီးထွက်ပြီးတော့895မှာတော့456ခွန်8 9ကဏ္ဍ6လုံးကိုအပီးထွက်ရှိသွားပါတယ်ခုတစ်ပတ်24ချိန်အတွက်ကတော့34ခွန်9အပီးထွက်ရှိမလားဒါမှမဟုတ်ရင်နှလုံးပါမလားဆိုတာကတော့ကျွန်တော်တို့တက်ကွင်းများအရာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့34ခွန်9ဒီအပီးမထွက်ရင်တော့မှနှလုံးပါနိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီဟာကတော့ကျွန်တော်တို့2026 24ချိန်အတွက်အပီးထွက်ခွင့်ကလေးကိုကျွန်တော်တို့တင်ပြတာဖြစ်ပါတယ်တွနည်းများကတော့ဗီဒီယိုရှေ့မှာကြောင့်ကျွန်တော်တွနည်းများမပြတော့ဘဲနဲ့အချုပ်ကိုပဲရိုက်ကူးတင်ပြပေးလိုက်တာဖြစ်ပါတယ်အဲ့တော့34ခွန်9ကြိုက်ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့အပီးလာနိုင်မလားနှလုံးပါမလားကျွန်တော်တို့ကြိုက်လို့ရှိရင်မိတ်ဆွေများယူသုံးကြဖို့တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗရိတ်မူရဲ့ဝင်းတို့မူများကိုဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးရင်အားပေးကြဖို့လဲတောင်းဆိုအပ်ပါတယ်ခင်ဗျာ